စွန့်စားမှုတိုင်းမှာထိခိုက်မှုဆိုတာရှိစမြဲပဲအနာနဲ့လက်ကဘရောမှမပြတ်ပင်မဲ့ဒီတခါတော့ဇက်ကအယမ်းနာသွားပြီးတော့ညအိတ်လို့မရတဲ့အထီကိုဖြစ်သွားတာဆိုတော့ကူကတော့မဲဆိုပြီးတော့အတီလေးဝင်လာတယ်အခုတလောအယိုးအကျော်အစစ်နဲ့ပတ်သက်ပြီးတော့နာမည်ကြီးနေတဲ့အသစ်ဖွင့်ထားတဲ့ Rehabilitation Center Bama Beauty Clinic မှာတွားပြီးတော့ဦးတာဖြစ်ခဲ့ပါတယ်ဘာလို့ရွေးချက်ဖြစ်တာလဲဆိုတော့လေစနိုးလိုမျိုးချင်းဆော့ပြီးတော့ဖိန်းရတဲ့သူတွေအတွက်ကိုတစ်ချိန်ကူးသမှုခံယူရင်းတော့မှတော်တော်လေးတက်တာရဲဆိုလို့တွားဖြစ်ခဲ့တာပေါ့နော် Bama Beauty Rehab Center မှာနိုင်ငံတကာကမ္ဘာအဆင့်မီစက်တင်နဲ့မြန်မာနိုင်ငံအတွင်းမှာဗမာမှမရနိုင်တဲ့ကုသမှုတွေကိုလုပ်ပေးတယ်ဆိုတော့ပိုပြီးစိတ်ဝင်စားသွားတယ်စေကန်ရောက်တော့ rehab doctor နဲ့ဆွေးနွေးပြီး high intensity laser နဲ့ ultrasound therapy treatment လေးတွေယူဖြစ်ခဲ့ပါတယ် high intensity laser က healing effect ကိုသုံးပြီးတော့ injury recovery နဲ့ suppress pain တွေကို laser line နဲ့အထိရောက်ဆုံးနဲ့အလင်းမြန်ဆုံးသက်သာအောင်လို့ကုသပေးပါတယ်ultrasound therapy ကကြတော့ high frequency sound wave ကိုသုံးပြီးတော့ acute pain တွေကိုအမြန်ဆုံးသက်သာအောင်ကုသပေးလို့ချင်းစော့ပြီးမှရလာတဲ့နာကျင်မှုတွေအတွက်ကိုအရင်သင်တော့ပါတယ်။ Bama Beauty မှာလေတခြား wellness clinic တွေနဲ့မတူတာကြတော့ rehab တစ်ခုတည်းမဟုတ်ဘဲနဲ့ကို accepted ပါတနေရာထဲမှာရတာ။ကျွန်တော်ကဒီနေ့အချိန်လေးလေးနည်းနည်းရတာဆိုတော့ facial treatment လေးပါတခါလေးလုပ်ခဲ့တယ်။အချိန်လည်းအများကြီးမပေးနိုင်တော့လေတစ်ချိန်ဆိုတစ်ချိန်တည်းနဲ့ချက်ချင်းသိတာတဲ့ diagonal treatment လေးကိုယူပြခဲ့ပါတယ် treatment လေးရဲ့အားသာချက်ကကြတော့ကိုယ့်ရဲ့ skin type ပေါ်မူတည်ပြီးတော့မှလုပ်ပေးရပါတော့စနိုးတော့အဆင့်၄ဆင့်နဲ့လုပ်ပေးတယ်အရင်ဆုံးချွေးပေါက်လေးတွေကိုဖွင့်ပြီးတော့မျက်နှာပေါ်မှာရှိတဲ့အညစ်အကြေးလေးတွေကိုစုပ်ထုတ်ပေးတယ်ပြီးတော့ diamond tips လေးနဲ့ peeling လုပ်ပေးပြီးတော့ဆဲသေးလေးတွေကိုဖယ်ရှားပေးတယ် ultrasound နည်းပညာနဲ့ high food လိုမျိုးအသားရည်ကိုတင်းရင်းစေတဲ့ sono 310 tips လေးနဲ့ကုသပေးရပေါ့နော်အသားရည်ကိုတင်းရင်းပြီးတော့သူကအရေးချောင်းပါသက်သာစေတယ်နောက်ဆုံးအဆင့်လေးမှာတော့ active peptide ပါဝင်တဲ့ stem cell နဲ့ serum လေးတွေကို electroporation tips လေးနဲ့အရေးပြားရဲ့အလွှာတဲ့အထီကိုထည့်ပေးတယ်ဒါ sono treatment လေးကလေလုပ်ပြီးချင်းချက်ချင်း glow သွားတာဆိုတော့မျက်နှာအသားရည်လေးကလေပြန်ပြီးကျန်းမာလာတယ်လို့ခံစားရတယ်။စနိုးရဲ့ဝက်ချန်ထွက်ပြီးတော့ကြံခဲ့တဲ့အမာရွတ်တွေကိုသက်သာတယ်။ဝက်ချန်ထမထွက်အောင်လည်းကာကွယ်ပေးတယ်။ကမ္ဘာအဆင့်မီနောက်ဆုံးပေါ်စက်ကရိယာတွေကိုနိုင်ငံတကာအဆင့်မီနည်းစနစ်တွေနဲ့ဗမာမှမရနိုင်တဲ့ treatment တွေရှိရမလို့ Bama Beauty Wellness Clinic ကိုတစ်ခေါက်လောက်တော့သွားကြည့်ကြည့်နော်။